digital marketing ကို free သင်ပေးမယ်ဘယ်မှာသင်မှာလဲဆိုတော့ဒီမှာသင်မှာအပတ်တိုင်းတောင်းကြနေတိုင်း digital marketing နဲ့ပတ်သက်တဲ့သင်တန်းကိုတစ်ပတ်တစ်ပုတ်တင်ပေးမယ်ဒီသင်တန်းမှာအနည်းဆုံးအပုတ်ရေ20ကျော်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ digital marketing ရဲ့အားသာချက်3ခုကိုပြောပြပေးမယ် digital marketing ရဲ့အားသာချက်1ခင်ဗျားအတွက်လာစာကောင်းတဲ့အလုပ်တစ်ခုရစေတယ်ဘယ်လုပ်ငန်းမှာမဆို digital marketing ကလိုကိုလိုတယ်ဘလို့ပဲ AI ခက်လို့ပြော idea ဆိုတာအုံနောက်ထဲကလာတာ AI ကိုပေးမဲ့ algorithm တွေက digital marketing ကျွမ်းတဲ့သူတွေစီကနေပြီးတော့ထွက်လာမှာအဲ့တော့ဘလို့ပဲဖြစ်ဖြစ်နောက်3-4နှစ်လောက်ထိခင်ဗျာ digital marketing ကျွမ်းလို့ရှိရင်လာစာကောင်းတဲ့အလုပ်ကိုရတယ်နံပါတ်2ကကျတော့ digital marketing ရရင်ခင်ဗျာ online business လုပ်လို့ရတယ်ငါးပြည့်ကိန်းတွေ slot ကိန်းတွေ scamming တွေအဲ့ဒါတွေမဟုတ်ဘူးเนาะတမယိုးကြတမဟာအာစီက online အလုပ်တွေအများကြီးရှိတယ် digital marketing သာပိုင်နိုင်လို့ရှိရင်အဲ့ဒီအလုပ်တွေကနေပြီးတော့ခင်ဗျာဝင်ငွေတွေအများကြီးရတယ်မြင်ငားစရာမလိုဘူးစိုင်းတယ်စရာမလိုဘူး online ကနေလုပ်လို့ရတယ်နံပါတ်3ကကျတော့ digital marketing ကိုကျွမ်းကျင်ရင်ခင်ဗျာ access တစ်ခုကို build လုပ်လို့ရတယ် asset ဆိုတာကတော့ခင်ဗျာတစ်ခါတည်းလုပ်တစ်သက်လုံးအဲ့ရနေပြီးတော့ဝင်ငွေရနေတဲ့ property လိုမျိုးဟလာကားလိုမျိုးဝင်ငွေရှာပေးတဲ့နေရာတစ်ခုပေါ့အဲ့တော့ digital access တွေကိုဖန်တီးဖို့အတွက် digital marketing ကိုခင်ဗျာမဖြစ်မနေလိုအပ်တယ်ဆိုတော့ဒါကတော့အမည်သဘောပါနောက်အပတ်မှာဒီထက်ပိုကောင်းတာတွေထပ်လာမယ် stay tuned